ယောက်ျားတွေရဲ့ကိစ္စမှုယောက်ျားလိုပဲပြောအောင်ကွာအာသာဖြေတာကိုဘယ်လိုဖြတ်မလဲဒီဗီဒီယိုကအပြာကဆွဲလန်းတာနဲ့အာသာဖြေတာဆွဲလန်းနေတာကိုရိုးရှင်းတဲ့ညီနဲ့ဘယ်လိုဖြတ်မလဲဆိုတာတဘာဝကြကြပြောပြပေးမယ်ကွာတကယ်ဖြတ်ချင်တဲ့သူဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအာသာဖြေတာကဘယ်လိုအချိန်မှအဖြစ်များလဲဆိုလို့ရှိရင်တယောက်တည်းရှိနေတဲ့အချိန်နဲ့ကိုသုံးနေတဲ့ social media ဥပမာ TikTok လိုမျိုး story ဖင်လုံးပြတာမျိုးကိုလိမ့်စိတ်သားပေးတဲ့ဗီဒီယိုတွေမြင်တဲ့အခါမှာနောက်ပြီးတော့အဲ့ရဝင်ခံတဲ့အချိန်မျိုးတွေမှာဖြစ်တတ်တယ်ဗျ။တွင်းနဲ့ကိုသားနဲ့ကိုဆိုပေမဲ့လေဒါကြီးကိုမလောက်ရမနေနိုင်ဖြစ်နေပြီဆိုရင်တော့ဆွဲလန်းနေပြီဆိုတာကိုယ့်ကိုယ်ကိုသိသိပါလေ။ဒါကိုလောက်ပြီးရင်နောက်မလောက်တော့ပါဘူးဆိုပြီးဖြစ်မယ်။ပြီးရင်ထက်ခါပြန်ပြီးတော့လောက်မယ်။ဒီလိုမျိုးတန်နေရလဲနေပြီဆိုရင်တော့ဆွဲလန်းတဲ့အဆင့်ကိုရောက်နေပြီ။အဲ့လိုမျိုးမဖြစ်ချင်တော့ဘူးဖြတ်ချင်နေပြီဆိုလို့ရှိရင်ဒီဗီဒီယိုမှာအလွယ်ဆုံးပြောပြပေးထားပါတယ်လိန်စိတ်အတာဖြေတာကပြီးမြောက်ဖို့ကအဆင့်3ဆင့်ပဲလိုတယ်ပထမကစိတ်ဖြစ်မယ်ပြီးရင်ကိုကြည့်ချင်တာတွေရှာမယ် Telegram တို့ပုံဟတ်တို့ဒီ website တွေမှာဝင်ပြီးတော့ရှာမယ်ပြီးရင်ပြီးမြောက်ဖို့အားထုတ်မယ်ဒီအဆင့်3ဆင့်ကိုမဖြစ်မနေဖြတ်ကျော်ရတယ်ဒီနေရာမှာကိုယ်စိတ်ကိုထိန်မှုဆိုတာမဖြစ်နိုင်တဲ့လောက်ပဲစိတ်ဖြစ်ပြီဆိုလို့ရှိရင်မလောက်ပါဘူးလို့ဘယ်လိုပဲတွေ့မဖြစ်ဖြစ်အောင်လောက်ကြတဲ့သူတွေကြီးပဲပြီးမှငါလုံးမိတာမှားပြီငါလုံးမိပြန်ပြီကွာမလောက်ဖြစ်ရင်ကောင်းသားပဲဆိုတဲ့နောင်တရတဲ့စိတ်ကြီးကဖြစ်လာရောကျွန်တော်အသုံးချခဲ့တဲ့လက်တွေ့ကြဆုံးနီးကတော့တခြားသူတွေအတွက်ကတော့ရည်စရာဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တကယ်အသုံးဝင်နေဗျအဲ့ဒါကပယုတ်စီတပူပါပဲတကယ်ပယုတ်စီတပူပဲလို့တာပါအဲ့ဒီစိတ်ဖြစ်လာပြီဆိုလို့ရှိရင်ကိုယ်တိုင်ကမလုံးချင်ဘူးမသိစိတ်ကတအားတောင်းတနေပြီဆိုလို့ရှိရင်ဒါလုပ်ပြီးရင်နောင်တရရအောင်မယ်မလုပ်ရလဲမနေနိုင်ဘူးအဲ့လိုဖြစ်နေပြီဆိုလို့ရှိရင်အဲ့ဒီချိန်မှာပယုတ်စီကိုလက်မှာပုတ်လိုက်ပြီးလို့ရှိရင်နှာခေါင်းနဲ့တိပြီးတော့ခက်ပြင်းလေးရှူလိုက်ဖြစ်ချင်တဲ့စိတ်တွေတိတိတတရောကျသွားမယ်ဒီလိုမှမဟုတ်ပဲမရော့သေးဘူးဆိုရင်တော့မလုပ်ဘူးကတရားရကန်လုံးတည်ကြတယ်ဗျဒါကတကယ်လက်တွေ့ကြတဲ့နေမယုံလို့ရှိရင်စမ်းကြည့်ကြည့်ပေါ့နော်ပယုတ်စီကင်ထားတဲ့လက်နဲ့ကင်ရဲကင်ကြည့်ပေါ့ဒါကဟာတာလို့ထင်မိမယ်လက်တွေ့မှာတကယ်သုံးဝင်နေဗျဘယ်ရမဆိုတိုင်ရင်စေးလူရင်ဘေးဖြစ်စီတာပဲအလုံးပြတ်တယ်အကင်ပြတ်တယ်ကြောင်းပြတ်တယ်အဲ့ဒီစိတ်ဖြစ်လာပြီဆိုလို့ရှိရင်ကျန်တာဘာမှအရေးမကြီးတော့သလိုဖြစ်လာပြီဆိုရင်တော့ကိုယ့်ကိုတီးတော့ပေါ့ဒါကြီးကဆွဲလန်းနေပြီမကောင်းတော့ဘူးဆိုတာတီးလာပြီဆိုလို့ရှိရင်တော့ဒါဖြတ်သိတဲ့အချိန်ရောက်ပြီလို့ပဲဆိုချင်ပါတယ်ဒုံးတီဖြတ်တာတဲ့စားလို့ရှိရင်တစ်ပတ်မှာ2ရက်လောက်ပဲလောက်တော့တာမျိုးကိုတတ်မှတ်ထားတဲ့အချိန်ရောက်မှလောက်တာမျိုးကကိုအတွက်လည်းကောင်းသလိုကိုကျမ်းမာရေးအတွက်လည်းကိုနေထိုင်တဲ့ပုံစံတွေပါမြင့်တက်လာမှာဖြစ်ပါတယ်အပေါ်ကနီးကတော့ကျွန်တော်လက်တွေ့အသုံးချခဲ့တဲ့လက်တွေ့ကြတဲ့နီးတကယ်ထိရောက်တဲ့နီးကိုမျှဝေလိုက်တာဖြစ်ပါတယ်များနေပြီမဟုတ်လားရှော့တော့တာကြီး